ဒီမှာစာပေလေ့လာခြင်းပထမအဆင့်စိတ်ပိုင်းမှတ်စုပူဇော်ခြင်းစာမျက်နှာ3ပရမတ္ထပရမတ်အတိတ်ပဲမဖောက်မပြန်မှန်ကန်တဲ့မဲ့လွန်မြင့်မြတ်ပရမတ်ဟုခေါ်တပ္ပဉ္ဉံမြတ်အာယုန်တဲ့ပရမတ်ဟုခေါ်အတိတ်ပဲကပရမတ်ထဆိုတာကပရမနဲ့အထပေါင်းထားခြင်းဖြစ်ပါတယ်ပရမကမိမိသဘောမှမဖောက်မပြန်မှန်ကန်မြင့်မြတ်တော်တဲ့အထကအနက်သဘောတနည်းပရမတ္ထဆိုတာကပရမကမြတ်တော်တပ္ပညုတဉာဏ်တော်အထကအာယုန်နဲ့တွဲလိုက်တော့တပ္ပညုတဉာဏ်တော်မြတ်ဤအာယုန်ဖြစ်သောကြောင့်ပရမတ္ထမြည်၏တဲ့ဒီပရမတ္ထရဲ့အဓိပ္ပာယ်ကိုစာမျက်နှာ2မှာပူဇော်ခဲ့ပြီးဖြစ်ပါသည်အဘိဓမ္မထသင်္ဃဟကျမ်းတင်းကြိုကျမ်း၏အဓိပ္ပာယ်တဲ့အဘိဓမ္မထသင်္ဃဟကျမ်းဆိုသည်မှာအဘိဓမ္မာဒေသနာတော်လာအနက်အဓိပ္ပာယ်များကိုအကျဉ်းချုပ်၍ပြရာဖြစ်သောကျမ်းဖြစ်သည်အဘိဓမ္မထသင်္ဃဟကျမ်းတင်းကြိုကျမ်း၌ပြဆိုသောအပိုင်း9ပိုင်းတင်းကြို9ပိုင်းမှာတဲ့စေတသိက်ပကိန်းဝိထိပိုင်းဝိထိမုတ်ပိုင်းရုပ်ပိုင်းသမုတ်စီပိုင်းပစ္စည်းပိုင်းကမ္မထံပိုင်းနဲ့အဘိဓမ္မာပထမအစစ်မှာဆိုရင်စေတသိက်ပကိန်း3ပိုင်းလေ့လာရပါမယ်ဒုတိယအစစ်မှာဆိုရင်ဝိထိပိုင်းဝိထိမုတ်ပိုင်းရုပ်ပိုင်းဟူ၍3ပိုင်းလေ့လာရပါမယ်တတိယအစစ်မှာတော့သမုတ်စီပိုင်းပစ္စည်းပိုင်းကမ္မထံပိုင်းဟူ၍3ပိုင်းလေ့လာရမည်ဖြစ်ပါတယ်ဤ9ပိုင်း၌ပြဆိုသောအနှစ်ချုပ်တရားမှာအဘိဓမ္မထတရား5ပါးသာဖြစ်သည်တဲ့အဘိဓမ္မာရဲ့အဓိပ္ပာယ်ကိုနောက်တစ်ခါမှတ်စုလေးရေးထားခြင်းဖြစ်ပါတယ်အဘိဓမ္မာရဲ့အဓိပ္ပာယ်တဲ့အဘိဓမ္မာရဲ့အဓိပ္ပာယ်မှာအဘိဓမ္မာဒေသနာတော်ကိုတဲ့အဘိဓမ္မာဟုခေါ်သည်တနည်းတုတ်တံပါဠိတော်ထက်တာလွန်များပြားထူးခြားသောပါဠိတော်ကိုအဘိဓမ္မာဟုခေါ်သည်တဲ့စာမျက်နှာ3အဆက်လေးကိုထပ်ဆက်ပေးပါမယ်ဒီစာမျက်နှာ3မှာပဲဒီမှာနောက်ထပ်မှတ်စုလေးညီမရေးထားတာကတော့အဘိဓမ္မထနဲ့ပရမတ္ထအယတုမတူဆိုတာလေအဘိဓမ္မထနဲ့ပရမတ္ထအယတုမတူအဘိဓမ္မထသည်ပရမတ္ထအပြင်စိတ်စေတသိက်ရုပ်နိဗ္ဗာန်ဟု၄ပါးသာရှိတော်လေရထိုက်သည်မြရေတွက်လျင်ပညာနှင့်တကွ5ပါးရှိပါသည်ပရမတ္ထကစိတ်စေတသိက်ရုပ်နိဗ္ဗာန်အပြင်၄ပါးသာရှိပါသည်ထို့ကြောင့်အဘိဓမ္မထနှင့်ပရမတ္ထတို့အယမတူကြပါစိတ်ပိုင်းကိုလေ့လာတဲ့အခါမှာဗေဒကြီး6ဗေဒအဖြစ်ဝေဖန်ပါမယ်ဗေဒကြီး6ဗေဒကတော့1ဘူမိဗေဒဘုံပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်း2ဇာတိဗေဒပရမတ္ထတရားတို့၏အမျိုးဇက်အပြားအဖြစ်ဝေဖန်ခြင်း3ဇာနာဗေဒဇံအပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်း4တံပယောဂဗေဒရှင်မရှင်အပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်း5သင်္ခါရဗေဒသင်္ခါရရှိမရှိအပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်း6ဝေဒနာဗေဒခံစားမှုဝေဒနာအပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်းဟူ၍ဗေဒကြီး6ဗေဒဖြင့်ဝေဖန်ပါမယ်ဘူမိဗေဒဘုံပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်း၌ကာမဝဆရစိတ်ရူပဝဆရစိတ်အရူပဝဆရစိတ်လောကုတ္တရာစိတ်ရဲ့လို့၄မျိုးဝေဖန်ပါမယ်ဘုံအဖြစ်၄မျိုးဝေဖန်ပါမယ်ဇာတိဗေဒပရမတ္ထတရားတို့၏အမျိုးဇက်အပြားအဖြစ်ဝေဖန်ခြင်းဇာတိဗေဒ၌အကုသိုလ်စိတ်ကုသိုလ်စိတ်ဝိပတ်စိတ်ကရိယာစိတ်ဟူ၍ဝေဖန်ပါမယ်3ဇာနာဗေဒဇံပြားအဖြစ်စိတ်တို့ကိုဝေဖန်ခြင်း၌ပထမဇန်စိတ်ဒုတိယဇန်စိတ်တတိယဇန်စိတ်စတုဋ္ဌဇန်စိတ်ပင်စမဇန်စိတ်ဇံမဟုတ်သောစိတ်ဟူ၍
ဝေဖန်ပါမယ်နံပါတ်၄တန်ပိယောကဗေဒရှင်မရှင်အပြားအပြင်စိတ်တို့ကိုဝေဖန်ခြင်း၌တန်ပိယုတ်စိတ်ဝိပယုတ်စိတ်တန်ပိယုတ်ဝိပယုတ်မဟုတ်သောစိတ်ခု၍ဝေဖန်ပါမယ်ငါသင်္ခါရဗေဒသင်္ခါရရှိမရှိအပြားအပြင်စိတ်တို့ကိုဝေဖန်ခြင်း၌အသင်္ခါရိကစိတ်တသင်္ခါရိကစိတ်အသင်္ခါရိကတသင်္ခါရိကမဟုတ်သောစိတ်ခု၍ဝေဖန်ပါမယ်6ဝေဒနာဗေဒခံစားမှုဝေဒနာအပြားအပြင်စိတ်တို့ကိုဝေဖန်ခြင်း၌နီးနီးနဲ့ဝေဖန်ပါမယ်ပထမတနည်းကအနုဘဝနလက္ခဏဗေဒနီးဖြစ်၍ဒုတိယနည်းကတော့အိန္ဒြိယဗေဒနီးပဲဖြစ်ပါတယ်စာမျက်နှာ3ပူဇော်ခြင်းပြီးပါပြီဓမ္မမိတ်ဆွေများကိုစိတ်နှပါကြမ်းမှချမ်းသာတော်မူကြပါစေရှင်ဓမ္မဒါနပြုသူကတော့ပန်းသစ္စာနရီတာဖြစ်ပါတယ်ရှင်